ရှာသည်အယိုးမရှိတို့ရာတွင်နှလုံးသားကိုချိုးနိုင်၏စကားသည်ဒါမဟုတ်တို့ရာတွင်အနာတရကိုကြံစေနိုင်၏ထို့ကြောင့်ပညာရှိသည်စကားကိုမပြောမီစိတ်ကိုစစ်ဆေး၏မေတ္တာဖြင့်ထွက်သောစကားသည်သာကံကောင်းခြင်း၏အစဖြစ်တည်၏စကားလုံးများ၏ရိုက်ခတ်မှုနက်နဲပုံရှာသည်ယူပဗေဒအားဖြင့်အယိုးမရှိသလိုစကားသည်လည်းဓာတ်လန့်ကဲ့သို့တွေးထွက်တန်ယိုမဖြစ်စေတော့လဲမစင်မချင်ပြောဆိုလိုက်သောစကားဆိုးများသည်လူတစ်ယောက်၏စိတ်နှလုံးကိုပြင်းထန်စွာဒဏ်ရာရစေပြီးဘဝတစ်ခုလုံးကိုပင်ကျိုးပဲ့သွားစေနိုင်ပါသည်ဆင်ခြင်တုံတရား၏အရေးပါပုံထို့ကြောင့်အမျှော်အမြင်ရှိသောပညာရှိတို့သည်နှုတ်မှစကားတစ်ခွန်းမထွက်မီမိမိ၏စေတနာဒေါသမာနစသည့်စိတ်နေသဘောထားကိုသတိထား၍အမြဲမပြတ်စစ်ဆေးလေ့ရှိကြသည်မေတ္တာစကား၏မင်္ဂလာအပေါင်းမေတ္တာစိတ်တစဖြင့်ရှင်ပြီးထွက်ပေါ်လာသောနူးညံ့ပျော့ပြောင်းသည့်စကားလုံးများသည်သာလျှင်မိမိရောအခြားသူများအတွက်ပါအေးချမ်းခြင်းလောကီလောကုတ္တရာမင်္ဂလာအပေါင်းနှင့်ကံကောင်းခြင်းများကိုဆောင်ကျဉ်ပေးနိုင်သည့်အဓိကသောချက်ဖြစ်ပါသည် Sandhyat Music Poetry Dharma စကားလုံးမှတခြင်းပွင့်၍တခြင်းမှနှလုံးသားကိုထိတွေ့စေသည်